တော့အသက်30ပြည့်မှာဒီမြင့်ကျော်စားဘူး30ပြည့်အချစ်ရတဲ့သမီးနှစ်ပေါင်းများစွာမတွေ့ရတဲ့သမီးကိုလာတွေ့တာမျိုးသမီးရပေါ့အေးချင်းချင်းပဲထိုင်ပြီးတော့ဈေးရောက်နေတာဒီဆိုင်လေးတွေပါရိုက်ပြတယ်ဒါနေပြီးတော့ဘယ်နားမှရောင်းတာရွှေကြပြီရွှေကြပြီလေယူလဲလေယူလမ်းမှာပလဲဝင်းဈေးရောက်နေပါတယ်ပလဲဝင်းကဘာမှပကာသနာဘာမှမရှိတော့မမတ်တော့ပဲနဲ့အေးစားလာနေထိုင်နေတဲ့မင်းသမီးကိုအားပေးခြင်းတို့တက်လာသိလားဆောင်းလို့ရှာလာလေ तू ကသိတယ်တဲ့ तू သိတယ်ဆိုတော့လာအားပေးတာတခါသမီးစီကိုတက်ကိုလာတာဘာပဲဖြစ်လာဟိုလာအားပေးမယ်ဆိုဟုတ်ကဲ့ပါဆရာဒီမှာအဓိကဘာရောင်းတာဟောအကျော်စုံရယ်ပဲပြစာတို့ရယ်ကြာစံချက်ရယ်မုတ်လက်ကောက်ရယ်ဒီနေ့ကကော့ပြန်ကျော်ရတယ်ဟောအေးကောက်ပြီကောက်အားပေးမယ်အေးလည်းရတယ်ကြာရေးပါညာဟုတ်ကဲ့ဟုတ်အကုန်လုံးဒါပရိသတ်တွေလည်းလာလို့ရှိရင်လာအားပေးကြပါအောင်တော့ပလဲဝင်းဆိုင်နော်ကဲကျေးဇူးတင်ပါတယ်သမီးကဲသမီးဒီတစ်ဘက်ကအောင်မြင်ပါစေအိမ်တော်ကြာပါပြီအိမ်တော်မကြသေးဘူးလေကဲလူမျိုးလူတို့တွေမှားနာကြတယ်သူကလုံးဝကိုလေရုပ်ရှင်ရိုက်ထရတယ် very simple အဲ့လိုအောင်မြင်မှုတွေချမ်းသာမှုတွေစပွန်ဆာတွေဘာမှစိတ်ဝင်စားဘူးနော်သူ့အလုပ်ပဲသူလုပ်တာအဲကြောင့်ချစ်လို့အဲ့ဒါနေပြီးတော့ရောက်နေခဲ့ဒီနေ့ငါ့ကိုလိုက်ဖို့လို့ပလဲဝင်းကိုသွားတွေ့မယ်ဆိုပြီးတော့ဆရာတော့ဘယ်ချင်းကြည့်နှုတ်နေရတယ်လှအောင်နေရတယ်နော်လှအောင်နေရဟုတ်ကဲ့ဆရာကဲကျေးဇူးတင်ပါတယ်တပည့်ဟိုမှာကကြာကြာချက်ကြာကြာချက်ရပဲပြစာတို့ရကြာကြာချက်နဲ့ပဲပြအစားတို့ပဲပြအစားတို့တပွဲပေးတော့ဟုတ်ကဲ့ရှင်ကဲဒါပလဲဝင်းကဒီမှာအကျော်ဒါအရန်နာမည်ကြီးနေတဲ့အကျော်ပါပလဲဝင်းဆိုင်ရောင်းတဲ့အကျော်ပါဒါစီပူပူလေးနဲ့တသက်ပြင်းပြင်းလေးကြော်တာပါရအော်ဒီနေ့ကကော်ပြန်ကျော်လေးရမယ်ဒီမှာကော်ပြန်ကျော်လေးရမယ်အကျော်တွေအများကြီးရှိလို့လည်းတူတယ်ကဲကော်ပြန်ကျော်လေးတစ်ဝဲထည့်ပြီနော်ကော်ပြန်ကျော်တစ်ပွဲတဲ့နော်အကျော်ကကျွန်တော်ကဘာစားမလဲဆိုရင်ဘူးဒီကျော်စားခြင်းနဲ့ကျက်သွန်ကျော်စားခြင်းဘူးဒီကျော်ကျက်သွန်ကျော်ဟုတ်ကဲ့ခွာရွက်နင်းခွာနင်းပါစားမယ်ကြိုက်တာဆိုကျက်သွန်ကျော်ကျက်သွန်ကျော်စုံထည့်လိုက်မယ်စုံထည့်လိုက်နော်ဒါမြင့်ကျော်ဟဲ့မြင့်ကျော်တခါမစားဘူးကွာမြင့်ကျော်ကောင်းတယ်ကောင်းတယ်စားတယ်ဒီမှာတန်းတန်းပြင်းပြင်းအကုန်လုံးတန့်ပြန့်အောင်လုပ်ထားတာပါကဲလာအားပေးကြပါဒီဆိုင်လေးကိုဝေါအေဂျင့်ကဖြတ်တန်းနေတဲ့ရုပ်ရှင်တရုပ်ဆောင်ဗလဲဝင်မှာအရန်ချရတဲ့သမီးကိုကိုယ်တိုင်လာအားပေးတာပါနော်မသူဆိုင်လေးကအရန်အေဂျင့်ပြီးတော့နေတာပါဒါမြင့်ကျော်တဲ့အသက်ကျွန်တော်အသက်30ပြည့်မှာဒီမြင့်ကျော်စားဘူး30ပြည့်မြင့်ကျော်တကားမစားဘူးဘယ်ပြားတော့ဘယ်ပြားစားတော့နော်ကျန်ရရမှာတကယ် organic ကျန်ရမှာပြလာအောင်ဟိုဟာနဲ့တိတ်လက်နဲ့မီးပြနေလို့ပြနေလို့တက်နေတယ်ဆက်ပေါ်မီးပြကိုစားကြည့်လာတယ်ဟာမအချင်းရတော့ share ပဲကွယ်ဒီချင်းရမ်းကောင်းတယ်ကောင်းကောင်းသူ့ဘွားကိုကြည့်ပြီးအေးချမ်းလိုက်တာကိုဘွားကိုပြန်စဉ်းစားပြီးပူလောင်လိုက်တာလူချင်းရမက်တွေကြော့တော့ကျွန်တော်ရေးအေးစေးလေးထိုင်နေတကယ်အေဂျင့်နဲ့မင်းသမီးလေးပလဲဝင်မှာခင်ဗျာအရင်ကတော့တော့ဘူးလို့ကျွန်တော်ဘွား crazy ဘူးလို့တော့ပူကြော်ပြီးမုန်းခံစားကြိုက်တယ်အရင်ကောင်းမကြီးကြီးနဲ့တော့စိတ်ကလည်းမာတယ်ကောင်းတယ်အကုန်ကောင်းတယ်နော်အဲ့တော့လာစားကြည့်ကြပါနေဒီနေရာလေးပါမှာဟိုဟာချွတ်ကြပင်းနေပြီးတော့ရွှေကြပင်းရက်မေယူလန်းဟာမေယူလန်းမှာရှိပါတယ်တဲ့နော်မနေ့7နာရီမှာစဖွင့်တယ်ညနေ7နာရီဆိုသိမ်းတယ်နောက်ကြောင်းရောက်သွားတော့ဆိုသိမ်းပါရဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ဘလောက်လေးကိုကြည့်ပြီးအားပေးတဲ့အတွက်ဒါထဲမှာကြော်ညာဝင်လည်းမရက်နဲ့တော့ကျွန်တော်အဲ့မှာပတ်သက်ရအောင်ကြော်ညာဝင်ခင်ဗျားတို့ကြော်မပါရင်ဒါပဲကျေးဇူးတင်တယ်